2026အောက်ကုတ်လမှာကံကောင်းတဲ့နေ့နာနေခါကြတော့တနင်္ဂနွေအင်္ဂါကြာတာပတိတို့ဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးများရဲ့ကံစားတာကငွေကြေးနဲ့စီးပွားရေးကံစားတာအထူးပွင့်လင်းနေမြလောက်ဖြစ်ပါတယ်။အရင်ကထိခိုက်ထားသမျှမကြခင်အစားထိုးပြန်ရတော့မယ်လက္ခဏာရှိပါတယ်။စီးပွားရေးလုပ်ငန်းအသေးလျှောက်ထားသူများတည်င်းကောင်းကြားရပါလိမ့်မယ်။လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားတဲ့သူများအဆင်ပြေလာလိမ့်မယ်ရှင်။ယတနာတို့မဟုတ်အဖို့အစားအယောင်ဖြော့ဝတ်ဆင်ခြင်းကကန်စာတာကိုပိုမိုတောက်ပစေလိမ့်မယ်ရှင်။အင်္ဂါသားသမီးများရဲ့ကန်စာတာကအခြေအနေအသားအစည်းများကြုံခဲ့ရသမျှအကုန်လုံးကိုကြော်လွှားနိုင်ပြီးအောင်မြင်မှုတီးပွင့်ရရှိမြလာဖြစ်ပါတယ်။လူကြီးသူမများရဲ့မဆမှုကိုရရှိတတ်ပါတယ်ရှင်။အချစ်ရေးနဲ့အိမ်ထောင်ရေးမှာခါကြတော့လေနားလည်မှုနဲ့အိမ်ထောင်ရေးတာယာပါလိမ့်မယ်။အဆင်ပြေလာလိမ့်မယ်ရှင်။အကြံပြုချင်တာခါကြတော့အနီရောင်အပန်းရောင်တွေဝတ်ဆင်ခြင်းတို့မဟုတ်မကြာခဏအလူဒါနာမကြာခဏပြုလုပ်ပေးခြင်းဖြင့်ကန်စာတာကိုပိုမိုကောင်းမွန်လာပါလိမ့်မယ်ရှင်။ကြာတာပတိသားသမီးများရဲ့ကန်စာတာအခြေအနေကတော့ပညာရေးခရီးသွားလာရေးမိတ်ဆွေသစ်တိုးပွားမဲ့ကန်စာတာပွင့်နေပါတယ်။မမျော်လင့်ပဲလက်ရွှင်မှုများလည်းရရှိပါလိမ့်မယ်။ဝင်လာသမျှငွေကြေးများကိုစုဆောင်းနိုင်မြဲလာလည်းပြောလို့ရပါတယ်ရှင်။အကြံပြုချင်တာကကြတော့အစိမ်းရောင်တို့မဟုတ်အဝါရောင်ဝတ်ဆင်ခြင်းကအခွင့်အလမ်းကောင်းတွေကိုပိုမိုဆွဲဆောင်ပါလိမ့်မယ်ရှင်။